Hey, okay,ဒီနေ့တော့အခုတော့ကျွန်တော်အလုပ်ဆောင်ရင်းနဲ့ပေါ့လေကျွန်တော်ဒီအမေရိကရဲ့ကားတွေအခေါ်အဝေါ်လေးကျွန်တော်နည်းနည်းပြောပြမယ်ကားတွေပေါ့နော်ကားတွေဘယ်နှမျိုးရှိလဲအမေရိကမှာဒီကားသမားတွေဘယ်လိုမျိုးပုံစံတွေကားမောင်းလဲဆိုတာကျွန်တော်တစ်ချက်လောက်ပြမယ်နော်ဒီကောင်က semi truck လို့ခေါ်တာပေါ့နော် tractor trailer လို့ခေါ်တယ်ဒီကောင်က53ပေရှည်တယ်ပေါ့နော်ဒီကောင်တွေက53ပေရှည်တယ်ဒါ semi truck လို့ခေါ်တယ်ပေါ့နော်ဒီကောင်တွေကပြီးလို့ရှိရင်ဒီကောင်လဲsemi truck ပဲဒါပေမဲ့ဒီကောင်ကအခေါ်တစ်မျိုးရှိတယ်ဒီကောင်က flatbed လို့ခေါ်တာပေါ့နော်ဒီမှာဒီလိုပစ္စည်းပေါ်ကနေတင်တဲ့ဟာတွေဒီကောင်တွေကတော့flatbed လို့ခေါ်တယ်ပစ္စည်းtrailer ထဲမှာပစ္စည်းထည့်တာမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးဒါ trailer လို့ခေါ်တာပေါ့ဒီကိုလုံးကိုဒါ trailer ဒီလိုပစ္စည်းထည့်တာမဟုတ်ဘဲနဲ့ဒီလိုမျိုးဒါပစ္စည်း forklift နဲ့မှပြီးတော့မှပစ္စည်းတင်တဲ့ဟာဒီဟာကို flatbed လို့ခေါ်တာပေါ့နော်ပြီးတော့တစ်မျိုးကအသေးစားဘက်ကအဝါရောင်နဲ့အဖြူရောင်ဒီကောင်နှစ်ခုကတော့သူတို့ကဘာခေါ်လဲဆိုရင် box truck လို့လည်းခေါ်တယ် straight truck လို့လည်းခေါ်တာပေါ့နော်ဒီကောင်ကနည်းနည်းအမျိုးအစားများတယ်ဒီကောင်က16ပေရှိတယ်ပေ20ရှိတယ်ပြီးတော့မှ26ပေရှိတယ်ပေါ့12ပေလေးရှိတယ်ပေါ့နော်အများအဖြစ် box truck လို့ခေါ်ရင်တော့အများတော့အဖြစ်ကတော့24ပေနဲ့အောက်ကိုသူတို့ကအများတော့အဖြစ်box truck လို့ခေါ်တာပေါ့26ပေကျတော့ straight truck လို့တော့အများအဖြစ်ခေါ်တယ်ပေါ့နော်လူဒါကားသမားတွေတကယ်တီးကြတဲ့ broker တွေနဲ့တွေ့ရင်တော့ဒါ26ပေဆိုရင်တော့ straight truck လို့သူတို့ကခေါ်တာပေါ့နော်ပြီးတော့မှဒီကောင်ပေါ့နော်ဒီကောင်ကားနဲ့ဒီလိုမျိုး4x4 ကားပေါ့လေဒီလိုမျိုး pickup truck နဲ့တွေ့ရတဲ့ဟာတွေကျတော့သူတို့က hard shot လို့ခေါ်တယ်မှာဒီကောင်ကခုနက flatbed နဲ့ပုံစံတူတယ်ဒါပေမဲ့သူကဒီလိုမျိုးကိုပိုင်ကားပုံစံ truck ကိုပိုင် pickup truck နဲ့တွေ့တဲ့ဟာပေါ့ဒီကောင်ကျတော့ hard shot လို့ခေါ်တာပေါ့နော်ဒီကောင် hard shot လို့ခေါ်တယ်ဒီကောင်